Joshua ဘာရဲ့ဒီကနေ့မနေ့ကြီးညာချက်ကြောင်းတနိုင်ကလုံးပြည်သက်တွေကလမ်းဖြန့်သွားခဲ့ကြရပါတယ်။ Joshua ဘာရဲ့ကြီးညာချက်ကတော့သူ့ရဲ့ Facebook page ကိုဖျက်သိမ်းတော့မယ်လို့ကြီးညာလိုက်တာပါ။ဒါကြောင့်မလို့သူ့ရဲ့ပြည်သက်တော်များများကတော့ Joshua ဘာဘလို့မျိုးအခက်ခဲတွေဖြစ်လို့ခုလိုမျိုးသူ့ရဲ့ Facebook page ကိုတော့ဖျက်သိမ်းရတော့မယ်အထိဖြစ်သွားရတာလေ။ကိစ္စတစ်ခုခုများရှိနေလို့လားဆိုပြီးတော့သူ့ရဲ့ပြည်သက်တွေက Facebook page ကိုမဖျက်သိမ်းစေချင်ဘူး။ Joshua ဘန်ကိုစိတ်ပူသွားကြတာပဲဖြစ်ပါတယ်။ဟုတ်လေဟုတ်ကြပြီလေမြန်မာနိုင်ငံမှာကအသုံးများဆုံး social media platform ကိုပြောရမယ်ဆိုရင် Facebook ပဲ Facebook ကနေပဲကိုအားပေးတဲ့ fighter တွေကိုမြန်မာပြည်သက်တွေကအမြဲတမ်းအားပေးနေကြ။ဒုတိယအသုံးဆုံးကတော့ကျွန်တော် YouTube လို့ပြောရမှာပဲ။ဆိုတော့လောလောဆယ်မှာက Joshua ဘန်ကFacebook page ကိုဖျက်သိမ်းမယ်ဆိုတော့ပြည်သက်တွေကတော်တော်လေးကိုလက်ဖြန့်သွားခဲ့ကြတယ်ပေါ့နော်သူတို့အနေနဲ့သူတို့အားပေးတဲ့ fighter ကိုသူတို့သိချင်တဲ့ဒါ idol ကိုဘယ်လိုမျိုးတွေ့လို့ရနိုင်တော့မလဲဒါမှမဟုတ် idol စီမှာတခုခုများအခက်အခဲများဖြစ်လို့လားအန်ဒီရတခုခုများရှိလို့လားဆိုတဲ့အနေအထားမျိုးနဲ့စိတ်ပူသွားခဲ့ကြတာပါမြန်မာပြည်သက်တွေ Instagram သုံးသပ်လို့ရှိရင်တော့ Instagram မှာJoshua ဘာဟာ Facebook ထက် Instagram ကိုပိုသုံးပါတယ်နေ့တိုင်းလိုပဲ Instagram မှာပဲသူ့ရဲ့ activity လေးတွေကိုတင်ပေးလေးရှိပါတယ်ဒါကြောင့်မလို့မြန်မာပြည်သက်တွေအနေနဲ့ Instagram ကိုဖွင့်ထားဖို့အတွက်ဒီကနေပဲပြောပြချင်တယ်အမှပဲသူ့ကိုပုံမှုပြီးတော့အားပေးလို့ရတာပေါ့နော်ဆိုတော့ Joshua ဘန်ကအခု Facebook page ကိုဖျက်သိမ်းမယ်လို့ပြောထားပေမဲ့လေဒါနောက်ပိုင်းကျရင်တော့ပြန်လည်ဖွင့်မယ်ပေါ့နော်အသစ်ကိုကျွန်တော်တို့မချခင်မှာပြန်လည်ဖွင့်မယ်လို့ဆိုထားပြီးဖြစ်ပါတယ်အခုသူ Facebook page ရဲ့ follower ဟာဆိုရင်လည်းပဲတော်တော်လေးကိုများနေပြီဗျာ9သိန်းနီးပါးကိုကတ်လာပြီဆိုတော့ပြည်သက်တွေကတော်တော်လေးကိုနေမျောနေကြတယ် follower 3သိန်းရဖို့ဆိုတာတောင်တော်တော်လေးကိုအချိန်ပြန်ယူရတယ်ပေါ့နော်အခု follower 9သိန်းလောက်ရှိတဲ့သူရဲ့ Facebook page ကိုဒါပြည်သက်တွေအများကြီး follower လောက်ထားတယ် follow လောက်ထားတယ်ဒါ Facebook page ကိုသူအနေနဲ့ဘာဖြစ်လို့ဖြစ်သိမ်းရနိုင်တာလဲဘယ်လိုမျိုးခက်ခဲတွေရှိလို့လဲဆိုတဲ့အနေထားမျိုးနဲ့တော်တော်လေးကိုစိတ်ပူနေကြပြီလေဖြစ်ပါတယ်ဗျာ Joshua ဘန်ကတော့ Facebook page ဖြစ်သိမ်းရတဲ့အကြောင်းရင်းကိုမကြခင်ပြောပြလိမ့်မယ်လို့တော့ကျွန်တော်ပြည်သက်တွေပြောလိမ့်နေ Joshua ဘန်အားလုံးအဆင်ပြေပါစေနော်